မင်္ဂလာပါဗျဒီနေ့25ရက်တလ2026နှစ်တောင်တွင်းရွှေမြို့တော်ကိုပြန်ရောက်ပါပြီလို့ကဲမြေပြင်မြေကန်အထွက်တိုးတွေຫນွေစပါးမိုးစပါးအတွက်ကြိုတင်ပြီးတော့မှာထားကြတဲ့ဧည့်သည်တော်တွေအတွက်တော်တော်များလေးပြီးနေပါပြီလို့အဲ့တော့ဖြန်းစင်းတဲ့မြေကန်တွေအားလုံးကဦးကျန်းတော်ရေးတဲ့ဘယ်အတွက်ပဲအဆင်ပြေတာလားဟုတ်ပါဘူးသီးနှံတိုင်းမှာကျွန်တော်တို့ကချင်အဓိကရှမ်းပေါ့တိုင်းရင်းသားတွေကတော့ကော်ဖီလိုက်ချီစတော်ဘယ်ရီထောပတ်အများဆုံးသုံးကြပါတယ်တော်တော်များများလေးပြီးနေပြီကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကတော့မြေစီကောင်းမှန်းပြီးတော့12ဘိန်းကားနဲ့ဆွဲရတယ်အခုနှစ်ကတော့22ဘိန်းကားလော်လီတွေနဲ့အစားကျွန်တော်တို့အာမခံထားပါတယ်ဆွဲကြတော့မှာပါအဲ့တော့ဝတီကန်ကမတ်ဆွေတီတုတ်ဂိတ်ချຫນွေစပါးသမားတွေပေါ့ဒီမြေစီကိုတော့ကျွန်တော်တို့ကအောက်ခံဖောင်ဒေးရှင်းထဲမှာခံလိုက်တဲ့အတွက်တောင်သူလယ်သမားဆိုတာကနှစ်ကြိမ်ကျွေးတာများတယ်။ပေါင်းသက်စေးသုံးပြီးတဲ့အချိန်ကျတော့ပင်ပွားဖို့ရန်ပေါင်းသက်စေးထိသွားတဲ့လယ်တွေအားလုံးကိုကျွန်တော်တို့ကအပင်လေးတွေထိသွားတဲ့အခါကျတော့ပြန်လဲပြီးတော့နိုးကြွမယ်ပင်ပွားနှုံးကောင်းမယ်ပေါ့ဒုတိယဒီချိန်ကျတော့ကျွန်တော်တို့လူလိုပြောရင်တော့ပဋိသန္ဓေတည်တဲ့အချိန်ပေါ့စပားလူပြောရင်တော့မှုတ်ကခါနီးကြရင်ဒီချိန်သုံးကြတယ်အဲ့တော့ဒီမြေစီကကြံမကြော်ခင်နာ3000ခွဲနဲ့ကျွန်တော်တို့ဖြန့်ချီနိုင်တာပါပရိုက်တာနဲ့တွဲထားတာဖြစ်တဲ့အတွက်ရန်ကုန်နဲ့တောင်တွင်းကြားဧည့်သည်တွေအားလုံးကတန်စာကကုမ္ပဏီကအကုန်လုံးစုယုံပြီးတော့ခံလိုက်တာပါနိုင်ငံခြားအိတ်ခွန်ဖြစ်တဲ့အတွက်အိတ်ခွန်ရဲ့တန်ကြီးထဲကရဲ့တန်စာကရဲ့ပဲ3000ခွဲလောက်ကြပါတယ်အတွင်းထဲမှာပါဝင်နေတဲ့ accessory လို့ခေါ်တာပေါ့အမဲပေါင်း40ကျော်ကိုကြတော့ကျွန်တော်တို့ကပရိုက်တာဆန်ဆန်နဲ့ပဲအလကားလိုတောင်သူတိုင်းကိုဖြန့်တာပါအဲ့ဒီတော့ဘာကိုအဓိကထားပြောချင်တာလဲစပားကိုလည်းအထွက်တိုးစီပဲချိန်ကြရင်လည်းကွက်ဝါကွက်သေးခြင်းကိုရှောင်ရှားနိုင်စီဒုတိယသီးနှံထီအောင်အငွေ့ပြန်ဆုံးရှုံးမှုမရှိတဲ့အတွက်သူကပရိသပင်လိုပဲအချိန်ပြည့်အကောင်းကျိုးပြုတဲ့ဇီဝမြေစီပါတချို့ကြတော့လုံးမပေးဘူးလားတဲ့အယောင်တွေဆိုးမပေးဘူးလားတဲ့အစိမ့်လေးဆိုရင်မာလကာနတ်အနီလေးဆိုစတော်ဘယ်ရီနတ်ပေါ့အဝါလေးဆိုသရက်နတ်ကအစားကျွန်တော်တို့ထည့်တတ်ပါတယ်သို့ပင်သို့ညတော့လည်းပဲတောင်သူတွေအစဉ်ပြေနိုင်ဖို့ရန်အတွက်ကဒီဇီဝမြေစီမှာအာဟာရကိုလွန်ကျူးထည့်တဲ့အခါမှာလုံးမရပါဘူးဗျလုံးတဲ့အခါကျတော့ဘင်ဇိုနိုင်ထည့်ရတယ်တော်တော်နဲ့လည်းမပြောလွယ်ဘူးအဲ့တော့မြေကိုအထူးကောင်းမွန်စေတဲ့ဇီဝမြေစီအားလုံးဟာတောင်သူစိတ်ကြိုက်လုံးပေးလို့မရပါဘူးလို့เนาะတောင်သူစိတ်ကြိုက်ကဘယ်လိုစိတ်ကြိုက်ထားတော့ဘုံကြီးကြိုက်ပေါ့เนาะစဘာကိုဘုံတိုင်းနဲ့မောင်တထိုးကြီးတွေအမြင့်ကြီးတွေတက်သွားတယ်တစ်ချိန်ကျတော့ဂျွန်းတိုးဂျွန်းမြန်ဖြစ်ပြီးတော့လဲသွားတယ်ရိတ်သိမ်းချွေလေးတဲ့ဆက်ဝင်တဲ့အခါကျတော့အကုန်လုံးနဲဖတ်ပြတော့ရွှွန်နဲ့ရောက်ကုန်ရောအောက်ကကြတဲ့အနာလဲမဲဘယ်နိုင်ငံမှမကြိုက်ဘူးပေါ့နော်ဓာတုမြေစီအသုံးများလို့ပျက်စီးသွားတဲ့မြေကိုပရိသပင်တစ်ဖွဲသီးနှံပေါင်းမြောက်များစွာကိုချိန်ဖန်များစွာအလုပ်လုပ်တဲ့မြေစီကိုအငွေ့ပြန်ဆုံးရှုံးမှုမရှိတဲ့မြေစီကိုဖြန့်ချီနေပါတယ်လို့အားလုံးမင်္ဂလာပါ